ဘာတွေပဲဖြစ်ဖြစ်နေပြောအောင်နေပါဘဝခန္ဓာလေးဖြစ်တဲ့အတွက်ကြောင့်လောင်ကျွမ်းမှုတွေနဲ့အချိန်မကုန်ပါစေနဲ့လူဘဝဆိုတာရခဲ့တာဖြစ်တဲ့အတွက်ကြောင့်အကုသိုလ်တွေနဲ့ပဲအချိန်ကုန်မခံပါနဲ့ရွှင်ရွှင်ပြပြနေနိုင်တဲ့အချိန်မှာလောဘနှိပ်စက်မှုကိုခံပြီးညစ်သေးပြီးတော့မနေပါနဲ့ပျော်ရွှင်စွာနေနိုင်တဲ့အချိန်မှာအမုန်းတွေအညိုးတွေအာဃာတတွေနဲ့စိတ်ကိုလေးလံအောင်လှုပ်ထားပြီးတော့အချိန်မဖြုံးပါနဲ့မာနတွေထောင်လွှားပြီးတော့မေတ္တာတွေပြန်လည်ဖလှယ်ပြီးပျော်ပျော်ရွှင်ရွှင်နေရမယ့်အချိန်တွေကိုမဖြုံးလိုက်ပါနဲ့မာနခံနေတဲ့အတွက်ကြောင့်ပျော်ရမယ့်အချိန်မှာမပျော်ရဘူးအတူတူပျော်ရွှင်မှုအရာတာကိုခံစားရမယ့်အချိန်မှာမခံစားရဘူးချစ်ချင်းမေတ္တာတွေကိုရမယ့်အချိန်မှာမရဘူးနားလည်မှုတွေရမယ့်အချိန်မှာမရဘူးရတဲ့အကျိုးရလဒ်မှုတွေအကျိုးရလဒ်တွေမရဘဲနဲ့ဆုံးရှုံးတတ်တယ်ဒါကြောင့်မာနနဲ့အချိန်မကုန်ပါနဲ့ဘဝကိုမာနကင်းစင်သောစိတ်အမုန်းကင်းစင်သောစိတ်အလိုလောဘကင်းစင်သောစိတ်တွေနဲ့နေပြောအောင်နေပါအခက်အခဲတွေရှိနိုင်ပေမဲ့လို့အဲ့ဒီအခက်အခဲတွေကကိုယ်တယောက်တည်းကြုံတာမဟုတ်ဘူးလောကမှာရှိသမျှလူတိုင်းကြုံကြတာဖြစ်တဲ့အတွက်ကြောင့်လောကဓမ္မတာသဘောထားတစ်ခုလိုသာထားပြီးတော့နေပြောအောင်နေလိုက်ပါဒါလူတိုင်းကြုံရတဲ့အရာပဲလောကဓာတ်ဆိုတာလူတိုင်းရှောင်လွှဲလို့မရဘူးကြုံကိုကြုံရတဲ့တရားပဲလို့နှလုံးသွင်းထားပြီးတော့ရှိတဲ့အခိုက်မှာအသက်ရှင်တဲ့အခိုက်မှာနေပြောအောင်နေလိုက်ပါကိုယ်မှရှိတာလေးနဲ့ရောင်ရဲပြီးတော့ပြစ္ဆုတ်ပံအချိန်မှာနေပြောအောင်နေလိုက်ပါကိုယ်မှရှိတဲ့သူတွေနဲ့ပဲပျော်ရွှင်အောင်ကြိုးစားနေတိုင်းကြရင်နားလည်မှုတွေအပြန်အလှန်ဖလှယ်ပေးကြရင်လည်းလက်ရှိအချိန်မှာနေပြောအောင်နေလိုက်ပါမထင်မှတ်တဲ့အချိန်မှာသေဆုံးရင်လည်းသေဆုံးသွားနိုင်တယ်မထင်မှတ်တဲ့အချိန်မှာအခုအတူနေတဲ့သူတွေနဲ့ခွဲရင်လည်းခွဲရနိုင်တယ်ဒါကြောင့်လက်ရှိအချိန်လေးမှာဘာအဆိုးမှမကြုံသေးခင်အခွင့်အရေးပေးနေတုန်းရှိတဲ့သူနဲ့နေပြောအောင်နေလိုက်ပါရှိတာလေးနဲ့နေပြောအောင်နေလိုက်ပါပေးတဲ့အခွင့်အရေးလေးမှာပဲနေပြောအောင်နေလိုက်ပါမကြေမနက်တွေဖြစ်နေခြင်းစိတ်အလိုမကျတွေဖြစ်နေခြင်းဟာလူကိုအိုးစားစေတယ်လက်ရှိအချိန်မှာလည်းမပြုံးနိုင်မပြောနိုင်နဲ့အကုသိုလ်တွေပွားစေတယ်ဒါကြောင့်အဲ့ဒီအညစ်တရားတွေနဲ့အချိန်တွေအပုတ်မခံပဲလက်ရှိအချိန်လေးမှာရှိတာလေးနဲ့ပဲနေပြောအောင်နေလိုက်ပါကိုယ်မှရှိတာလေးကိုပဲစားပြီးတော့နေပြောအောင်နေလိုက်ပါအသက်ရှင်နေသေးတာကိုပဲကျေးဇူးတင်ပြီးတော့အခုလိုအသက်ရှင်နေသေးတာကုသိုလ်လုပ်နိုင်သေးတာပဲကိုကျေးဇူးပြုရမယ့်သူတွေပေါ်မှာလည်းကျေးဇူးပြုခွင့်ရသေးတာပဲအဲ့ဒီလိုမျိုးတွေးပြီးအကောင်းဘက်ကပြန်တွေးပြီးတော့နေပြောအောင်နေလိုက်ပါအကုသိုလ်ကင်းပါတယ်လို့ဒါကြောင့်အမောင်တက်တွေအစိုးတက်တွေအညစ်တက်တွေလွှမ်းမိုးမခံပဲနဲ့အချိန်တိုင်းမှာဘယ်လိုလောကဓာတ်နဲ့ပဲကြုံလက်ရှိအနေအထားမှာပျော်ပျော်နေလို့ရအောင်ကြိုးစားပြီးတော့နေလိုက်ပါအဆင်ပြေသွားပါလိမ့်မယ်တရားနာသူအပေါင်းသူတော်ကောင်းတို့တင့်တယ်စွာနှလုံးသွင်းနိုင်ကြရင်ဖြင့်အချိန်တိုင်းမှာတန်ဖိုးရှိစွာနေနိုင်ကြကုန်၍လက်ရှိအချိန်နဲ့လက်ရှိအရာဝတ္ထုလက်ရှိလူတွေကိုတန်ဖိုးထားရင်နေပြောအောင်နေနိုင်ပါစေလို့ဆုတောင်းပေးပါတယ်အားလုံးအေးချမ်းကြပါစေ